ရှေးအောင်ကင်မရာတွေကနေထူးဆန်းတဲ့အရာတွေမြင်နေရတယ်။ဆက်လန်းကောင်းစဉ်တန်းကောင်ရန်ဓာတ်ပုံစရာအပိုင်း1ပရိပတ်တို့ရေဓာတ်ပုံတစ်ပုံဟာအမှတ်တရတွေကိုသိမ်းဆည်းပေးတယ်လို့ဆိုကြပေမဲ့တချို့ဓာတ်ပုံတွေကတော့ကျမတို့မျက်စိနဲ့မမြင်ရတဲ့တခြားလောကတစ်ခုကိုဖွင့်ပြပေးတတ်ပါတယ်။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ရှေးဟောင်းကင်မရာအစုပ်လေးကလုံးကိုဝေမိရာကနေမြင်ကွင်းထဲမှာမရှိတဲ့အရာတွေကိုမြင်လာရတဲ့ဓာတ်ပုံဆရာဇေယျရဲ့အကြောင်းပဲဖြစ်ပါတယ်။ဇေယျဟာလမ်းဘေးဈေးတယောက်စီကနေဈေးပေါ်နဲ့ရှေးဟောင်းကင်မရာကလုံးကိုဝေဟေတယ်။အိမ်ရောက်တော့ကင်မရာကိုတန့်ရှင်းလုပ်ပြီးသူနေရဲ့တိုက်ခန်းဟောင်းလေးကိုစမ်းသပ်ရိုက်ကြည့်လိုက်တယ်။ဓာတ်ပုံတွေကိုကွန်ပျူတာထဲပြန်ကြည့်တဲ့အခါဇေယျမျက်လုံးပြူးထားတယ်။အခန်းထဲမှာသူတယောက်တည်းရှိနေတာဖြစ်ပေမဲ့ဓာတ်ပုံထဲမှာတော့သူ့ကရင်ဘေးမှာအမျိုးသားတယောက်ရပ်နေတာကိုတွေ့လိုက်ရတယ်။အစကတော့ကင်မရာ error လို့ထင်ခဲ့ပေမဲ့ဇေယျဟာတခြားနေရာတွေကိုတွားရိုက်ကြည့်တဲ့အခါပိုဆိုးလာတယ်။လမ်းမပေါ်မှာရိုက်တဲ့ပုံထဲမှာလူတွေရဲ့ပခုံးပေါ်မှာခေါင်းမပါတဲ့ဝိညာဉ်လေးခွာစီးနေတာပန်းစံတဲကတစ်ပင်အောက်မှာကျိုးဆွဲချတည်နေတဲ့ပုံရိပ်တွေဟာဓာတ်ပုံထဲမှာပဲအထင်ရှားပေါ်နေတယ်။အဆိုးဆုံးကတော့သူမှန်ထဲမှာကိုပြန်ရိုက်မိတဲ့ပုံပါပဲ။ဓာတ်ပုံထဲမှာဇေယျရဲ့နောက်ကျောမှာဖြူဖြောပြီးရှီလျားရဲ့လက်ချောင်းကြီးတွေကသူ့လယ်ပင်ကိုကင်ဖို့ရွေနေတာကိုတွေ့လိုက်ရတယ်။ဇေယျကြောက်လန့်တစားနဲ့နောက်ကိုလှည့်ကြည့်ပေမဲ့ဘယ်သူမှမရှိဘူး။ဒါပေမဲ့ကင်မရာထဲကနေကြည့်လိုက်ရင်တော့အဲ့ဒီလက်မဲကြီးကသူ့ပခုံးပေါ်မှာအခုထိရှိနေတုံးပဲ။ဇေယျဟာဒီကင်မရာကြီးကိုလွင့်ဖိဖို့ကြိုးစားပေမဲ့ကင်မရာကသူ့လက်နဲ့ကက်နေတယ်လို့ခွာလို့မရတော့ဘူး။အဲ့ဒီအချိန်မှာကင်မရာရဲ့ flash မီကဘယ်သူမှမနှိပ်ပဲအလိုလျောက်ဖြတ်နဲ့လင်းလာပြီးဓာတ်ပုံတွေတစ်ဆက်ထဲကြိုက်လာတယ်။တစ်ချက်လင်းတိုင်းဓာတ်ပုံထဲကဝိညာဉ်ကဇေယျရဲ့မျက်နှာနာကိုတဖြည်းဖြည်းတိုးကပ်လာတယ်။နောက်ဆုံးတပုံရိုက်တော့မှ flash မီအလင်းအောက်မှာဇေယျမြင်လိုက်ရတာကကင်မရာရဲ့မှန်ပလီးထဲမှာသူ့ကိုစိုက်ကြည့်နေတဲ့သွေးချင်းနီးနေတဲ့မျက်လုံးတစ်စုံပါပဲ။အဲ့ဒီမျက်လုံးပိုင်ရှင်ကငါ့ကိုရိုက်ပေးပါငါရဲ့နောက်ဆုံးပုံကိုရိုက်ပေးပါလို့ကတ်တီးကတ်သက်အတန်းနဲ့ပြောလိုက်ပါတယ်ဒီကင်မရာကဘသူစီကလဲဒီဝိညာဉ်ကဇေယျစီကနေဘလို့ဓာတ်ပုံမျိုးကိုအလိုရှိနေတာလေဇေယျတော့ဒီကင်မရာကျင်းစားကနေလွတ်မြောက်နိုင်ပါမလားဒီအပိုင်းလေးကိုလေ like and follow လုပ်ဖို့မမေ့ပါနဲ့အောင်နော်သူရနဲ့အောင်သူဘလို့ပေါင်းပြီးဒီ game ကိုဖျက်ကျော်မလဲဆိုတာစိတ်ဝင်စားရင်နောက်လဲလာအားပေးဖို့စောင့်မျှော်နေပါမယ်ဗျာ